မင်္ဂလာပါပုံမြင်တိုးလေးကိုအမြဲတင်ဆက်ပေးတော့မှာမို့ channel လေးကို like and subscribe လုပ်ပေးထားပါနော်မိုးရွာညတိုင်းခေါ်နေတဲ့အိမ်ည7 နာရီကြော်ပြီးတော့ရွာလေးတွေမှာမိုးတွေအဆက်မပြတ်ရွာနေတယ်မိုးတန်တွေကတစ်ပင်အရွက်တွေကိုထိခိုက်ပြီးတစက်လို့တိုးလေးနဲ့တန်ထွက်နေတယ်အဲ့ဒီညမှာဝင်းစုလေးကောင်လေးကသူ့အဖေအိမ်ဟောင်းကိုပြန်လာရောက်နေတယ်ဒီအိမ်ဟောင်းကိုလူတွေကတရေချောက်တဲ့အိမ်လို့ခေါ်ကြတယ်တစ်ချိန်လုံးကဝင်းတို့မိသားစုနေခဲ့တဲ့အိမ်ပဲဖြစ်ပေမဲ့သူ့အမေတေးဆုံးပြီးတော့ဒီအိမ်ကိုလုံးဝမပြန်လာခဲ့ဘူးဒါပေမဲ့ဒီနေ့မှာတော့သူ့အဖေကဖုန်းခေါ်လာတယ်ဝင်းအိမ်ကိုပြန်လာပါဦးမင်းအမေအကြောင်းပြောချင်တာရှိတယ်ဖုန်းထဲကအထက်ကတစုံတစ်ခုကြောင့်ကြောက်ဖို့ကောင်းတယ်လို့မတိငင်းတယ်လို့ဖြစ်နေတယ်ဝင်းအိမ်တကားကိုဖွင့်လိုက်တဲ့အချိန်မှာအေးဆက်တဲ့လေးတလုံးသူ့ကိုတိုက်သွားတယ်အိမ်ထဲမှာမီးမရှိဘူးတနေရာကနေခေါ်တန်တစ်ခုတိုးလီကြားရတယ်ဝင်းရက်မိလိုက်တယ်အဖေတုံ့ပြန်တဲ့မရှိဘူးဒါပေမဲ့ဝင်းဒီတခါတော့အခန်းအတွင်းပိုင်းကနေထွက်လာတာပဲဝင်းသွားမဲ့လမ်းမှာတခါမှမဖွင့်ဘူးတဲ့အခန်းတစ်ခန်းရှိတယ်သူ့အမေတေဆုံးတဲ့နေ့ကနေစပြီးအဖေကအဲ့ဒီအခန်းကိုလုံးဝမဖွင့်ခဲ့ဘူးဒါပေမဲ့ဒီနေ့ညမှာတော့တကားကတဖြည်းဖြည်းလှုပ်နေတယ်ကီလေးမရှိပေမဲ့တကားကကိုယ်တိုင်လှုပ်နေတယ်လို့ပဲဝင်းနားကက်လိုက်တယ်အခန်းထဲကနေမိုးရွာတဲ့ညတိုင်းငါမအိပ်နိုင်ဘူးအမေအတမ်းပဲဝင်းမျက်လုံးကြီးတွေခက်ကြီးထွားသွားတယ်မမေတကားကိုတဖြည်းဖြည်းဖွင့်လိုက်တယ်အခန်းထဲမှာအဟုံးပစ္စည်းတွေနဲ့အမိုက်တွေကြားထဲမှာတခုခုလှုပ်ရှားနေတယ်မီးဖွင့်လိုက်တဲ့အချိန်မှာဝင်းရဲ့နှလုံးသားကတခါတည်းရပ်သွားလောက်တယ်အဲ့ဒီမှာသူ့အမေတခါမှမဟုတ်ဘူးနေရန်ပေါ်မှာလက်နဲ့ချိတ်ထားတဲ့အတိုင်းသူ့အမေရဲ့ဓာတ်ပုံတွေအများကြီးဒါပေမဲ့ဓာတ်ပုံတိုင်းမှာသူ့မျက်နှာကတဖြည်းဖြည်းပြောင်းလဲနေတယ်နောက်ဆုံးဓာတ်ပုံမှာတော့မျက်လုံးမရှိဘူးပါးစပ်ပဲအကျယ်ကြီးဖွင့်ပြီးရဲနေတယ်ဝင်းနောက်ကိုလှည့်လိုက်တဲ့အချိန်မှာအခန်းထဲကတကားပိတ်သွားပြီဒုံအဲ့ဒီနောက်ခြေတံတစ်ခုတဖြည်းဖြည်းသူ့နောက်ကနေလာနေတယ်ဝင်းတဖြည်းဖြည်းလှည့်ကြည့်လိုက်တယ်သူ့အမေဒါပေမဲ့မျက်လုံးမရှိဘူးအနှိပ်ရောင်အပေါက်ကြီးတယ်ပါးစပ်ကအရန်ကြီးတော့နဲ့အပြုံဝင်းမင်းပြန်လာတာကောင်းတယ်အတန်ကအဖိအတန်တွေရိုးနေတယ်ဝင်းမေးလိုက်တယ်အဖေပေးမလဲသူမရဲတယ်မင်းအဖေဒီမှာပဲနေရန်ပေါ်ကနေလက်ဖတ်ထွက်လာတယ်အဲ့ဒါကလူလက်မဟုတ်တော့ဘူးအသားတွေချွတ်နေပြီးအယောပဲကြံနေတယ်မိုးရွာတဲ့ညတိုင်းမင်းအမေမသေးခဲ့ဘူးသူ့ကိုငါတတ်ခဲ့တာဝင်းအတန်မဟုတ်ဘူးသူ့နောက်မှာအဖေဒါပေမဲ့မျက်နာကတဝက်ပဲရှိတယ်သူမသေးချင်ဘူးမိုးရွာတဲ့ညတိုင်းပြင်းလာတယ်ငါသူ့ကိုထိန်းထားဖို့ဒီအခန်းထဲမှာပိတ်ထားခဲ့တာအဖေရဲတယ်ဒါပေမဲ့ဒီနေ့မှာသူ့မိန်းကိုခေါ်လာနိုင်ပြီဝင်းပြေးဖို့ကြိုးစားတယ်ဒါပေမဲ့သူ့ခြေထောက်ကိုအေးတစ်ခုဖမ်းလိုက်တယ်သူ့အမေမင်းမသွားနိုင်ဘူးဝင်းမိုးရွာတဲ့ညတိုင်းမင်းလည်းငါနဲ့အတူနေပဲနောက်နေ့မနက်မှာရွာသားတွေအိမ်ထဲဝင်ကြည့်တဲ့အချိန်မှာအိမ်ကလုံးဝပျက်စီးနေတယ်ဘယ်သူမှမရှိဘူးဒါပေမဲ့နေရန်ပေါ်မှာတပုံတည်းထပ်ထည့်ထားတယ်ဝင်းမျက်လုံးမရှိဘူးပါးစပ်အကျယ်ကြီးငယ်ရဲနေတယ်မိုးရွာတဲ့ညဒီမှာအဲ့ဒီအိမ်သားကသွားတဲ့သူတိုင်းတိုးလီအထန်တစ်ခုကြားတတ်တယ်ဝင်းပါကျမတို့နဲ့အတူနေပါ